ရော့ဒါလေးယူပါအောင်ဟဲ့အဲ့လောက်မြူးကြွနေရကြုံဘလို့ဖြစ်တာတော့ဘာတွေဖြစ်နေတာတော့ဟမ်ပေးဒီဖားလည်းပြန်ထည့်လိုက်မှာဘာဖြစ်တာတော့ မသမီးတက်တော့မြိုက်တော့မိုင်း ဟဲ့ဘာဖြစ်လို့တော့နေရလဲတစ်တော့ရိုက်လေနေလူလိုက်အောင်မမလေးကြုံလေးချစ်ဖို့ကောင်းတယ်ပချိုင်လေးနဲ့တော့ဘာလို့ပြောနေတာ မသမီးကအမားတို့ချစ်လို့စားတဲ့ဟာသူများရဲ့အမြင်မှာじゃရိုင်းလို့ဖြစ်နေတာ ဩအဲ့ဒါအမားတို့တည်ပြီးသားလေငါသမီးကမရိုင်းဘူးဒါကတစ်တော့ရိုက်တယ်ဆိုတော့နေရလည်းမဲ့ဟိုသူများတွေဟာသားလုပ်ပြီဆိုရင်ဟာသားဖြစ်အောင်လို့ဘလို့ဖြစ်ရိုက်ရတာလေမဟုတ်ဘူးလား မပြောရသူတွေများတယ်သူမြိုက်ချင်တော့ ဟဲ့အဲ့လိုမလုပ်ပါနဲ့ရှင်တို့လဲနော်ကွန်မန့်နေရင်ကျမတို့ကြုံလေးကအဲ့လိုမျိုးမဟုတ်ဘူး तू ကပြောနေတတ်တာပဲရှိတာလူကြီးကိုလူကြီးမှန်းလဲသိတယ်အဲ့တော့ရှင်တို့အဲ့လိုမျိုးမှန်းနေမမှန်းညာနဲ့နော်ခလေးစိတ်မကောင်းဖြစ်နေ ဟုတ်တယ် အံ့ဩစရာကောင်းနေကြုံကိုဒီလိုမျက်နှာမျိုးနဲ့မြင်ရတာမြင်ရခဲ့ညတော့မမီရိုက်ထားသမားအေး9မိနစ်မကြာဘူးခဏနေကြာရင်ပျော်မြူးလာတော့မှပုံ